မိဘတွေအသက်ကြီးလာတဲ့အခါငယ်ငယ်တုန်းကလိုအားအင်မရှိတော့ပါဘူးဒီအချိန်မှာသားသမီးတွေအနေနဲ့သိထားတဲ့အချက်9ခုရှိပါတယ်တစ်အချိန်ပိုပေးပါငွေကြေးထက်မိဘတွေအတွက်သားသမီးတွေရဲ့အချိန်ကပိုတန်ဖိုးရှိတတ်ပါတယ်အချိန်ရတိုင်းစကားပြောပေးပါနှစ်စကားကိုစိတ်ရှည်ရှည်နားထောင်ပါအရင်လိုအမြန်မလုံနိုင်တော့တာစကားထပ်ပြောတာတွေရှိရင်စိတ်မတိုးပဲနားထောင်ပေးပါသုံးကျမ်းမာရေးကိုဂရုစိုက်ပါဆေးစစ်ပေးတာဆေးပုံမှန်တောက်မတောက်ကြည့်ပေးတာနဲ့လိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုဂရုစိုက်ပေးပါလေးကိုယ်တိုင်လုံနိုင်တာကိုမဆုံးရှုံးစေပါနဲ့အရာအလုံးကိုသားသမီးကအစားထိုးလုပ်ပေးတာထက်မိဘတွေကိုယ်တိုင်လုံနိုင်သေးတဲ့အရာတွေကိုဆက်လုပ်နိုင်အောင်အားပေးပါငါငွေကြေးကိစ္စကိုကြိုတင်စီစဉ်ပါမိဘတွေရဲ့နေ့စဉ်အသုံးစရိတ်စေကူတာစရိတ်နဲ့အနာဂတ်လိုအပ်ချက်တွေကိုကြိုတင်စီစဉ်ထားပါ6အထီးကျန်မနေအောင်ဂရုစိုက်ပါအသက်ကြီးလာတဲ့အခါလူမှုဆက်ဆံရေးနေလာနိုင်လို့မိသားစုနဲ့အတူအချိန်ပေးပြီးစိတ်ပိုင်းဆိုင်ရာအရာလဲအားပေးပါ9မိဘတွေရှိနေတော့တန်ဖိုးထားပါနောက်မှလုံမယ်ဆိုပြီးအချိန်ဆွဲမနေပါနဲ့ချစ်တယ်ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုရှိနေတော့မှပြောပေးပါမိဘတွေအသက်ကြီးလာတာကိုတားလို့မရပါဘူးဒါပေမဲ့သူတို့ရဲ့အချိန်တွေကိုပိုနှွေးထွေးအောင်တော့သားသမီးတွေကဖန်တီးပေးနိုင်ပါတယ်ဒီလိုမိသားစုနဲ့ဘဝအတွက်အသုံးဝင်တဲ့အကြောင်းအရာတွေကိုဆက်ကြည့်ကြနေဆိုရင် channel ကို like subscribe ပြီးလုပ်ထားပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်